ဒီတစ်ခေါက်ပြောပြမှာကတော့ကျွန်တော်တငယ်ချင်းစူးကြီးတယောက်ကြုံခဲ့ရတဲ့မမျော်လင့်နဲ့ဧည့်သည်ဆိုတာပါပဲဟဲ့ကောင်တော့မင်းတို့ငါစကားကိုတေးချနားထောင်တော့ငါတငယ်ချင်းကိုစိုးတယောက်ကြုံခဲ့ရတာကတကယ်ကိုချက်တီးထစရာပဲတညကသူ့အဝေးကနေအပြန်ည10နာရီလောက်ရှိပြီမြို့ပြင်ကတော်လန်းလေးအတိုင်းကားမောင်းပြန်လာတာအဲ့လန်းကလူလဲတိတ်မသွားတဲ့လန်းဆိုတော့တိတ်ဆိတ်နေတာပေါ့ဒီလိုနဲ့ကားမောင်းလာရင်လမ်းဘေးမှာအမျိုးသမီးတယောက်ကားပြက်လို့ရက်နေတာကိုတွေ့လိုက်ရတယ်ကိုစိုးလဲစိတ်ကောက်ရှိတော့ဘလို့ဖြစ်တာလဲမသိဘူးဆိုပြီးကူညီဖို့ကားရက်လိုက်တယ်အဲ့ဒီအမျိုးသမီးကအဖြူရောင်ဝတ်စုံနဲ့စပင်ဖားလျားချထားတယ်မျက်နာကလည်းဖြူဖတ်ဖြူရောဖြစ်နေတာပေါ့အဲ့ဒီအမျိုးသမီးကကားပြက်လို့ပါရှင်ကူညီပြီးမျိုးတယ်အထိလိုက်ပို့ပေးပါလားလို့ပြောတော့ကိုစိုးလဲတနာပြီးကားပေါ်တင်ခေါ်လာခဲ့တယ်ကားပေါ်ရောက်တော့သူဘာမှထပ်မပြောဘူးတိတ်ဆိတ်နေတာပဲကိုစိုးလဲနင်းနေတော့ထူးဆန်းတယ်လို့ထင်မိပေမဲ့ပင်မနေလို့နေမှာပါဆိုပြီးဂရုမထားခဲ့ဘူးမြို့ထဲနားရောက်တော့ကိုစိုးကဖဲနားမှာစင်မလဲခမညာလို့မေးလိုက်ရောအဲ့ဒီအမျိုးသမီးကဘာတန်မှမထွက်ဘူးကိုစိုးလဲနောက်လဲကြည့်လိုက်တော့မျက်လုံးအစုံကဆူဆူရဲရဲကြည့်နေတဲ့မျက်လုံးနီနီကြီးတွေနဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်သူ့မျက်နှာကပုံမှန်လူမျက်နှာမဟုတ်တော့ဘူးကိုစိုးလဲအကြီးအကျယ်လန့်လွားပြီးအော်ဟစ်ကကားကိုအရှိန်တင်မောင်းပြေးတော့တာပဲနောက်ကနေလဲမချိုးမချင်းရဲတန်းလိုအထန်တချို့ကိုကြားလိုက်ရတယ်တဲ့အိမ်ရောက်မှအသက်ရှူမှန်တော့တာနောက်နေ့မနက်ရောက်တော့ကိုစိုးကတူတွေးခဲ့တဲ့နေရာကိုပြန်သွားကြည့်တယ်ဘာမှမရှိတော့ဘူးလမ်းပြေးမှာကားပြတ်တဲ့ပုံစံမျိုးလည်းမရှိဘူးအဲ့ဒီနေ့ကစပြီးကိုစိုးဧည့်လမ်းကိုတယောက်တည်းမသွားတော့ဘူးမင်းတို့လည်းညဘက်တယောက်တည်းခရီးသွားရင်သတိထားကြအောင်နော်တချို့ဧည့်သည်တွေကမမျော်လင့်တဲ့ဧည့်သည်တွေဖြစ်နေတဲ့လူပါတယ်ကွာ